ဒီကောင်မလေးကအရင်ဘဝတုန်းကသူ့အခန်းဖော်နဲ့တူဝိတ်ချမယ်ဆိုပြီးကတိပေးခဲ့တာပါဒါပေမဲ့သူကပေါင်90လောက်လဲကြာသွားရောအခန်းဖော်ကမနာလို့ဖြစ်ပြီးသူ့ရေဘူးတဲ့ဟော်မုန်းဆေးတွေခိုးထည့်ကောလာဟာလာတွေလွှင့်တဲ့အပြင်လူမိုက်တွေလွတ်ပြီးအနိုင်ကျင့်ခိုင်းရကနေတည်သွားခဲ့ရပါတယ်ဒါပေမဲ့မျက်လုံးပြန်ဖွင့်လာတဲ့အချိန်မှာတော့သူ့အတိတ်ကိုပြန်ရောက်သွားခဲ့ပြီလေအခန်းဖော်တုတ်ကြီးကငါတို့ညဘက်ဘူးဖေးသွားစားရအောင်ပြီးမှဝိတ်ပြန်ချကြတာပေါ့နင်းမဲတခါခံတော့ဆိုပြီးလာခေါ်နေပါတယ်ကောင်မလေးကတော့အရင်ဘဝကလိုအချင်းမခံတော့ပါဘူးအမေကအိမ်ပြန်ခေါ်နေလို့နင်းမသာပဲသွားစားတော့ဆိုပြီးတက္ကစီငါကလစ်သွားပါတော့တယ်အခန်းဖော်ကြီးကတော့ဈေးကြီးတဲ့ဘူးဖေးကိုကိုယ်တိုင်မရှင်းနိုင်လို့ဒေါသထွက်ပြီးကြံခဲ့တာပေါ့နောက်တနေ့အဆောင်ကိုပြန်ရောက်တော့အခန်းဖော်ကြီးကကြက်ကြော်တွေပလုတ်ပလောင်းစားနေပါတယ်ကောင်မလေးကိုမြင်တော့မနေ့ကသူ့ကိုထားခဲ့လို့ဆိုပြီးပွားစီလုပ်နေသေးတာပါပြီးတော့ကြက်ကြော်စားဖို့မြှုပ်ဆွဲရင်နင်းငါကိုဘူးဖေးကျွေးဖို့အကျွေးတင်နေတယ်နော်လို့မျက်နှာပြောင်တိုက်ပြီးပြောလိုက်ပါတယ်ကောင်မလေးကလည်းဘယ်တော့ကခတိပေးထားလို့လဲ600ကျော်တန်ဘူးဖေးကိုသူများပတ်စံနဲ့စားချင်နေတာမရှက်ဘူးလားလို့ပြန်ပတ်လိုက်ပါတယ်အခန်းဖော်ကြီးကအဆက်ကွဲသွားတော့မစားချင်နေပေါ့ငါဟာငါမှားကြတာနေမှာပါဆိုပြီးစကားကိုလွှဲလိုက်ပါတယ်ပြီးတော့ကောင်မလေးကိုကြက်ကြော်စားဖို့အတင်းစွတ်တိုက်ပါတော့တယ်ဝိတ်ချနေတာကိုတမင်ဖြက်စီးချင်နေမှန်းသိတော့ကောင်မလေးကခက်ပြက်ပဲမြင်လိုက်ပါတယ်အခန်းဖော်ကြီးကဒေါသထွက်ပြီးအော်ဟစ်နေပေမဲ့ကောင်မလေးကတော့ခနဲ့လဲပြုံးပြပြီးစောက်အိတ်တွေကထွက်လာခဲ့လိုက်ပါတယ်အပြင်ရောက်တော့တငယ်ချင်းဖြစ်သူကဘာလို့ခန်းဖော်ကိုရုတ်တရက်ကြီးမုန်းသွားတာလဲလို့မေးပါတယ်ကောင်မလေးကတော့ပြုံးနေလိုက်တယ်တကယ်တော့သူစာကြည့်တိုက်ကိုသွားတာစာလုပ်ဖို့မဟုတ်ပါဘူးအခန်းဖော်ကြီးရဲ့ online ကောင်လေးဖြစ်တဲ့အားကစားမေဂျာကကောင်လေးကိုသွားရှာတာပါအခန်းဖော်ကြီးက online မှာဖြူတရေသမီးလေးပုံစံနဲ့အဲ့ဒီကောင်လေးကိုလိန်ထားတာလေကောင်လေးကတော့ဘာမှမသိပဲသူ့ရဲ့ online ကောင်မလေးကိုအသေးလဲကျွေးနေတာပေါ့ကောင်မလေးကတငယ်ချင်းကိုနေရာသွားဥခိုင်းပြီးကောင်လေးတွေနားကိုတဖြည်းဖြည်းချင်းကပ်သွားပါတော့တယ်ကောင်မလေးကအားကစားမေဂျာကကောင်လေးစီတနက်မတ်ရှောက်သွားလိုက်ပါတယ်ပြီးတော့နင်ကဇိုးလီရဲ့ကောင်လေးမလားငါကသူ့ခန်းဖော်လေးလို့သွားမိတ်ဆက်လိုက်တာပေါ့ကောင်လေးကကြောင်တောင်နဲ့ဇိုးလီကဘသူလဲလို့မေးတော့ကောင်မလေးက online မှာနင့်ကိုဇိုးလင်းအားဆိုပြီးနာမည်လိန်ပေးထားတာလေသူကရှက်တက်လို့နင့်ကိုအပြင်မှာမတွေ့ရတာတကယ်တော့နင့်အကြောင်းတွေအဆောင်မှာအမြဲပြောနေတာဆိုပြီးမြှောက်ပေးလိုက်ပါတယ်ကောင်လေးကလည်းသဘောတွေကျပြီးသူ့ကောင်မလေးကိုအံ့ဩသွားအောင်သွားလုပ်မယ်ဆိုပြီးအကြံရသွားပါတော့တယ်နောက်တစ်နေ့စာသင်ခန်းထဲမှာကျောင်းသားတွေအများကြီးရှိနေတော့ကောင်လေးကနင်းစီပန်းအကြီးပိုက်ပြီးရောက်လာပါတယ်ဆရာမကစားလို့တခန်းလုံးကကောင်မလေးတွေကဘသူ့ကိုလာပိုးတာလဲဆိုပြီးစိတ်ဝင်စားနေကြတာပေါ့ကောင်လေးကလည်းလူပုံလဲမှာကျွန်တော်ဇိုးလီကိုလာရှာတာပါငါကောင်မလေးလုပ်ပါဆိုပြီးလာဖွင့်ပြောမလို့ပါလို့ကြေညာလိုက်ပါတယ်ဒီအချိန်မှာအခန်းဖော်တုတ်ကြီးကတော့ကောင်လေးကိုမြင်ချင်းမျက်နှာကြီးဖြူရောသွားပြီးအနောက်ပေါက်ကနေခိုးထွက်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့တခြားကျောင်းသူတယောက်ကဟဲ့ဇိုးလီနင့်ကောင်လေးလာရှာနေတာကိုဘယ်ပြေးမလို့လဲလို့လှမ်းអော်လိုက်တော့တခန်းလုံးဝိုင်းကြည့်ကြတာပေါ့ကောင်လေးကလည်းအခန်းဖော်ကြီးကိုမြင်လိုက်ရောအကြောင်းသားဖြစ်သွားပါတယ်သူကြွားထားတဲ့ဖြူတထေးသမီးလေးဆိုတာဒီဝဝဖြူကြီးမှန်တိလိုက်ရလို့အဆက်တွေကွဲပြီးဒေါသထွက်သွားတာပေါ့ဒေါသထွက်လွန်းလို့ပန်းစည်းနဲ့မျက်နှာကိုဖြစ်ပေါက်ပြီးမှန်လေးပါလေးလဲကြည်ဦးယွန်းစရာကောင်းလိုက်တာနောက်ဘယ်တော့မှ online ကနေရေးစားမထားတော့ဘူးဆိုပြီးဆဲဆိုပါတော့တယ်အခန်းဖော်ကြီးကနင်ကငါရဲ့စိတ်ထားလေးကိုချစ်တာဆိုလို့ငိုယိုပြီးပြောတော့စောက်ယူမှအတွင်းစိတ်ကဘာလို့ရမှာလဲဆိုပြီးလှည့်ထွက်သွားခဲ့ပါတယ်ဒီဖြစ်ရကြီးကကြောင်းတစ်ကြောင်းလုံးဟိုးလေးတကြော်ဖြစ်သွားပြီးဗီဒီယိုတွေပါပြန့်သွားပါတော့တယ်အခန်းဖော်ကြီးဆိုရင်အဆက်ကွဲလွန်းလို့ကြောင်းတောင်မသွားရတော့ပဲအဆောင်အောင်ပြီးတနက်ကိုပါဆယ်3ထုတ်လောက်အငန်းမရစားနေပါတော့တယ်ဒီအချိန်မှာကောင်မလေးကတော့သူများတွေလိုအတင်းမတုံနေပဲအတန်းသွားလိုက်ချင်းစောလိုက်ပြေးလိုက်နဲ့သူ့ကိုယ်သူပဲအချိန်ပေးနေခဲ့တာပါရက်အနှဲငယ်ကြတော့တငယ်ချင်းဖြစ်သူကဟဲ့နင်တော်တော်ပိန်သွားတယ်နော်လို့အော်တကြီးမေးလာပါတယ်ကောင်မလေးကအေး15ကျင်းလောက်ကျသွားတယ်လို့ဖြစ်ရင်အခန်းဖော်ကြီးဘက်ကိုခနဲ့ပြုံးလိုက်ပါတော့တယ်ကောင်မလေးက15ပေါင်လောက်ကျသွားတယ်လို့ပြောလိုက်တဲ့အချိန်မှာအခန်းဖော်ကြီးရဲ့မျက်နှာကချက်ချင်းကိုပြောင်းသွားပါတယ်မျက်နှာကြီးမင်းမောင်သွားပြီးမျက်လုံးထဲမှာလည်းမနာလိုတဲ့အမုန်းတရားတွေထင်းသားပေါ်လာတာပေါ့သူ့ကိုတစ္ဆာဖောက်တယ်လို့ခံစားနေရတဲ့ပုံပါပဲဒီအချိန်မှာတခြားတငယ်ချင်းတယောက်ကပါရောက်လာပြီးဟဲ့နင်းတကယ်ပိန်သွားတာပဲမျက်နှာလေးလည်းသေးသွားတယ်ခါးရီဆိုလည်းတွဲသွားတာပဲလို့ဝင်ပြောတော့အခန်းဖော်ကြီးကပိုပြီးဒေါသထွက်သွားပါတယ်ကောင်မလေးကရေချိုးဖို့ထွက်သွားတော့အခန်းဖော်ကြီးကနင်းတကယ်ပဲငါနဲ့အဆက်အသွယ်ဖြစ်တော့မှလားနင်းရောငါကိုလှောင်ချင်နေတာလားလို့လှမ်းအောင်မိလိုက်ပါတယ်ကောင်မလေးကတော့ငါဝိတ်ချဖို့ပဲအာယုံစိုက်နေတာနင်းကိုလောင်ဖို့အချိန်မရှိဘူးလို့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်ဒါနဲ့အခန်းဖော်ကြီးကနင်းကငါကိုဒေါသထွက်အောင်တမင်လုပ်နေတာမလားငါတို့ကအချစ်ဆုံးတငယ်ချင်းတွေလေငါကိုဘာလို့ဖုံးဝယ်ထားတာလဲလို့ငိုယိုပြီးပြောတော့ကောင်မလေးကလည်းငါဝိတ်ချတာနင်းနဲ့ဘာဆိုင်လို့လဲလို့ပြန်អော်လိုက်ပါတယ်အဲ့ဒီအခါမှာအခန်းဖော်ကြီးကဒေါသအကြီးနဲ့ခေါင်းကိုကောက်ကင်ပြီးကောင်မလေးကိုပြစ်ပေါက်ပါတော့တယ်ပြီးတော့ငိုယိုပြီးနင်ကဘာလို့ဒီလောက်ရက်ဆက်ရတာလဲတကြောင်လုံးကငါ့ကိုဝိုင်းလောင်နေကြတာနင်ကငါ့ကိုအားမပေးတဲ့အပြင်တမင်ဒေါသထွက်အောင်လုပ်နေသေးတယ်တေးလိုက်ချင်တယ်ဆိုပြီးအော်ဟစ်ငိုယိုနေပါတော့တယ်ဒါပေမဲ့ကောင်မလေးကတော့သူ့ကိုသွားမချော့ပါဘူးနင်ဒီလောက်တောင်ဝမ်းနဲ့နေရင်နင်လဲဝိတ်ချလိုက်ပါလားပိန်သွားရင်နင်ကိုလှောင်တဲ့သူတွေကိုပြန်ပြီးတန်ခတ်နိုင်တာပေါ့လို့ပဲပြောလိုက်ပါတယ်အခန်းဖော်ကြီးကလည်းအေးငါမနဲ့ဖြန်ကစပြီးဝိတ်ချမယ်အကောင်လေးငါ့ကိုနောက်တရအောင်လုပ်ပြမယ်လို့ကြွေးကြော်လိုက်ပါတယ်ဒါပေမဲ့ချက်ချင်းပဲငါစီမှာပတ်စံမရှိတော့လို့ထမင်းကလေး2000ဖိုးလောက်ဖြည့်ပေးပါလားလို့မရှက်မကြောက်တောင်းဆိုပြန်ပါတယ်ကောင်မလေးကလည်းမပေးနိုင်ဘူးလို့ပြက်တသားပဲညင်လိုက်ပါတယ်အခန်းဖော်ကြီးကနင့်အိမ်ကချမ်းသာနေတာကို2400တောင်မပေးနိုင်ဘူးလားငါ့ကိုဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲလို့အော်ပြန်ပါတယ်ကောင်မလေးကငါပတ်စံတွေအကုန်လုံးကဒီမှာ personal trainer ငါ့ကိုတုံးလိုက်ပြီးလို့ပြန်ပြေတော့အခန်းဖော်ကြီးက personal trainer တွေကလူလိမ်တွေပါပတ်စံကုန်ခံစရာမလိုပါဘူးငါ့ကိုပဲပေးလိုက်လို့ပြောပြန်ပါတယ်ကောင်မလေးကတော့သူ့ကိုဂယုမဆိုင်ပဲချင်းတွားဖို့အပြင်ထွက်လာခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးအခန်းဖော်ကြီးကကောင်မလေးကိုလုံးဝမခေါ်တော့ပါဘူးဒါပေမဲ့အခန်းဖော်ကြီးကလည်းထူးဆန်းစွာနဲ့ရုတ်တရက်ကြီးယုံကြည်မှုတွေပြန်ရလာပါတယ်ကျောင်းကိုပုံမှန်လာတဲ့အတန်းထဲမှာလည်းဆရာမေးတဲ့မိကုန်းတွေကိုရဲရဲဝံ့ဝံ့ဖြေတယ်သူများတွေကသူ့ကို online ကောင်မလေးဆိုပြီးနောက်ပြောင်နေပေမဲ့လည်းငါကချောတဲ့သူကို online ကနေရေးစားထားနိုင်တာငါအရေးချင်းပဲလို့ပြန်ပြောရဲလာပါတယ်ပြီးတော့ငါမကြခင်ပိန်သွားတော့မှအဲ့ဒီအခါကျရင်ငါကိုလှောင်တဲ့သူတွေအကုန်လုံးမျက်နှာပြတ်သွားစေရမယ်လို့လည်းပြောလိုက်ပါသေးတယ်ဒီလိုပြောတဲ့အချိန်တိုင်းအခန်းဖော်ကြီးကကောင်မလေးကိုမကြည်မနှက်နဲ့လှမ်းကြည့်တတ်ပါတယ်ကောင်မလေးကတော့ဘာမှမမြင်တယ်လို့ပဲနေလိုက်တာပေါ့တ
ကယ်တော့အခန်းဖော်ကြီးရဲ့ယုံကြည်မှုတွေကဟန်ဆောင်နေတာပါညဘက်ရောက်ရင်စောင်းကြုံပြီးဖုန်းထဲမှာသူ့ကိုလောင်ထားတဲ့ post တွေကိုဖတ်ပြီးဒေါသထွက်နေတတ်ပါတယ်ဒါအပြင်ကောင်မလေးဝါတုံးကပုံတွေကိုလည်းဖုန်းထဲမှာတင်ထားပြီးနင်ကငါထက်တာနေလို့လားလို့နေတိုင်းချိန်ဆနေတာပါပဲဗျာ